ဟုတ်လောက်သွားတော့မလား အေးသွားမယ်လေအခုပဲမိုးထိုးတော့ ပြောအဲ့တော့လက်တော်လေးနော် ငါနားလို့မရဘူးလား အော်ရှင်ရတဲ့ဒဇေးဦးနားကျင်နေရပဲသွားလို့ အော်တစ်စီနားကျင်နေတာဆိုတော့အိမ်အောင်ကြတာ3လရဲ့3လလုံးငါလည်းတရက်မှမနာရပါဘူး ရှင်းလိုက်တာကြီးပြောလို့နော် ပြီးတော့ဟာ ဘာမကြည့်ပါနဲ့ကဲလေလိုက်ပါလေလောက်သွားမယ်ဟောတောင်းလို့ဗျာညောင်းဟိုင်းဟောညောင်းဟိုင်းကိုစင်းနေမောလို့ 哦，不对了耶，老个不让你讲呢，这哪里老呢？这个， ဟုတ်ဘူးကွာမင်းစဉ်းစားကြည့်ကွာငါမင်းရွာอยู่တာ3လကွာ3လလုံးကွာအလုပ်သွင်းပြတာလည်းညာခိုင်းအဲ့တော့စနေတနင်္ဂနွေစနေနေ့ကိုထားပါကွာတနင်္ဂနွေနေ့တော့နားရင်ငါမပြောဘူးအခုကစနေရောတနင်္ဂနွေတော့ပြောမလို့ကွာတစ်လလုံးနားရမရှိဘူးစဉ်းရတာကွာအခုကမင်းမရတာ3လတခါမှမင်းမနဲ့ဘူးအေးရဘူး အဲ့ဒါတော့ဟုတ်တယ်နော်ကိုချင်းစာဆရာပဲအဲ့ဒါကိုချင်းစာဆရာ အဲ့တော့ညာခိုင်းမစင်းနေတော့ဘူးမစင်းလို့လည်းမရအောင်အေးရောက်ကမှရောရောက်ကတိရောရောက်ပါကွာကိုရီးယားရှာကျွေးနေရတာဆို သူတို့ကအလုံးမရှိဘူး အေးပေါ့ 我看看到见没得吧？我拿着了先别我忙。 ကြာကြာသမျှကုသိုလ်အမြဒုတော်မူကြပါလုံးတော်သာဓု ဟောဗျာအိမ်ထဲမှာအိမ်လေးလို့နှိုးလိုက်ပါလေအိမ်ရှေ့လာထွက်အိမ်နော်ဒါအောင်နိုင်အောင်နိုင်ထားတော့ကွာမင်းကနေပင်ထိုးနေပြီဟောဒီလိုကြီးပဲမင်းတက်တလုံးအဲ့လိုကြီးပဲမိကပ်ပြီးအိမ်နေမှာလားကွာ ပြရလိုက်ပြကိုသားသမီးအိမ်နေတော့ပြီးတော့လိုက်နိုးတယ် လိုက်မနှိုးလို့ရမလားကွာမင်းရဲ့တိုက်ပဲမင်းလူကလေးပါလုံးဦးလေကွာ လောက်ကလုံးပဲလေဖေတားလည်းအလုံးရှောင်းတယ်ဖေလည်းသိတာဘာလုံးမမရသေးတာ မင်းကလောက်ကရှောင်းနေပါဇက်ကရှောင်းနေမရဘူးလူကိုယ်တိုင်သွားမှရမှာပေါ့မင်းတကယ်ကြီးအပေါင်းသိရှိတယ်တကယ်ကြီးအပေါင်းသိတယ်လုပ်ပြီးပါလိမ့်စပ်ပြီးလုံးမှာ အပေါင်းနဲ့ရှိတယ်တားလို့ပဲလုံးမရှိတဲ့လူတွေကြီးပဲ မင်းညီမလည်းမေတ္တနာအောင်လေကွာဟမ် ဘာဖြစ်လို့တော့ ဘာပြရမှာလဲကွာမင်းရောနေရောညာရောအလုပ်တွေလုပ်နေကြဟောကိုမိဘနှစ်ပါးအသက်ကြီးတဲ့မိဘနှစ်ပါးတယ်မဟုတ်ဘူးအကုန်လုံးတဲ့လူပါတင်ကျွေးလာမယ်တဲ့မင်းအားကောင်းမအောင်နိုင်ဘူးကွာမမေဟိုကညီမမို့လို့တင်ကျွေးတယ်ထားမိဘအကိုတင်ကျွေးတယ်ထားသူ့မှာစိတ်သူဖက်နေပြီနော် စိတ်ရဖတ်တာဟိုရောက်ဖက်လည်းဘာမှမပြောပါဘူးဖေတားမှလုံးမရှိတာ ပါဇက်ကမပြောဘဲနဲ့စိတ်ခဲကရှိနေတော့မင်းဘယ်လိုလုပ်မလဲကွာ ကဲပြောမနေပါနဲ့ကိုအောင်ဝင်းရဲ့အသက်တွေလည်းကြီးနေပြီသူကလေမိန်းမရတော့မှအလုပ်လုပ်တော့မှာ ကိုသားဆိုပြောပြီတို့ရတယ် ။အော်ပြောရမှာပေါ့ဟဲ့နင်တို့တွေကဟုတ်မှာမဟုတ်။အော်သမီးလောက်သွားတော့မှာလေဒီမှာ။သမီးနဲ့အစင်ပဲဆောင်းမှကြော်တယ်။ဟုတ်တယ်လောက်သွားတော့မှာနေဟုတ်။ကိုတော့လာသမီးလေးကကြွေးလာလား။အော်အေးပါသူ့သမီးလေးကြည့်လို့နေ။အေးသွားတော့မနော် ဟေး ဘိုးတို့သမီးချန်တာတည်းမှာ ။သူရတယ် ဘာလဲစားတယ် 这个见没老没了的话，老来老哇没。လောက်ကပြန်ရှားတာတွေ့တာမဟုတ်ဘူး 对，家就သွားပြီဟေးနင်းကြမှာစုံမယ်လေဒီဘက်ဆိုင်မှာ အေးအဲ့လိုစောစောလေးထွက်ကွာလက်ဖေးလေးတော့ အေးလာခဲ့မလားခဲ့ โอเคโอเค ။အော်ညကြပြန်လာပြီလား ကျွန်တော်ဘယ်နိုင်လို့ ။6နိုင်ခွဲပြီနော် ဖယ်ရီက9နိုင်မှမလားလောကတကားလေးပါလေးပြော ။ရှင်ဘာဖြစ်နေရလဲမလမ်းထဲကိုရှောက်အောင်မလေး။အဲ့ဒီမင်းဘယ်လိုလုပ်မလဲပြော ဒီမြန်တယောက်ပဲငါညာတိုင်းဖြစ်ရတယ်နင်ကမနဲ့သွားတယ်မသိလို့မေးရတော့နင်နဲ့ကနေရံများဖြစ်ထားလား ။အော်အလုပ်လုပ်နေရလေ။အလုပ်မလုပ်ရင်ထမင်းစားလို့ရမလား။ပြော စိတ်ယုံပြောပြီးဟော ။ဘာပြောရမှာ ငါဟိုင်းရှင်းနေဘူးဟိုဒီကိုင်းလေးဆိုတော့ဟာနင်တနင်္ဂနွေတည်းကနားသေးတာဆိုအိမ်တော်ရတာပဲ3လရှိပြီအခါမှလည်းဒီမအေးရတယ်ဟောတော့ပြောပြီးဟော ။မသိဘူး။သွားစားဖို့တော့အလွတ်ပြင်ခိုင်းရတယ်။သွားတဲဝင်တော့ဒီမိုးဆိုးအိတ်တော့ဟုတ်ပါသွားပြီနော် ပြောဟာ မင်းကတော့လေအိမ်မယ်စားမယ်ဒါပဲအလုပ်လုံးမယ်ကိုစိတ်မကူဘူး ။လုပ်ကလေးပါလေသွားလျှောက် ဟောသားမင်းလုံးမပြန် ဟောပြန် အေးဟိုမင်းရင်ထုံးလာတစ်ဖက်ရင်စားမှာ ရတယ်ပြီရေချိုးပြီးတန်းအိတ်လိုက်တော့မယ်အိတ်ချင်နေညကြလည်းပြန်သေးမှာဒီစာမှပဲတော်တော်ထထပူစားလိုက် အေးဒီမှာလေး ။အေးနာနာ ဟေးရောက်ဖက်အဲ့တော့မယ်ဒါလည်းအဲ့တော့ ။နေပဲအိတ်နေတနေ့ကောင်အိတ်
အေးကာလာနဂါတေလို့ဝင်စားလာအောင်မရဟေးအသက်ပါထွက်အောင်အိပ်ပြီတော့ကွာ